အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Federal စနစ်ဆိုတာဘာလဲလက်ရှိကမ္ဘာမှာဘယ်လို Federal စနစ်တွေကျင့်သုံးနေကြလဲမြန်မာနိုင်ငံမှာရော Federal စနစ်တွေကျင့်သုံးနေပြီလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖတ်မိမှတ်မိတာလေးနဲ့ဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကြောင်းမပြောခင်မှာကျွန်တော်ရဲ့ News and Political Analysis ဆိုတဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့ Federal စနစ်ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးမပြောပြခင်ကမ္ဘာနိုင်ငံတွေမှာကျင့်သုံးနေတဲ့နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံနဲ့ပတ်သက်ပြီးအနည်းငယ်ပြောပြချင်ပါတယ်ကမ္ဘာနိုင်ငံတွေမှာတပြည်ထောင်စနစ် Unitary System နဲ့ပြည်ထောင်စုစနစ် Federal System ဆိုပြီးတော့ဖွဲ့စည်းတည်ဆောက်ပုံစနစ်နှစ်မျိုးရှိပါတယ်တပြည်ထောင်စနစ်ဆိုတာကတော့ဘုံအစိုးရတစ်ခုတည်းရပဲနိုင်ငံတစ်ခုလုံးရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးတွေကိုဆောင်ရွက်တာဖြစ်ပြီးတော့ဘုံအစိုးရရဲ့ခွင့်ပြုမိမရှိပဲပြည်내အစိုးရအနေနဲ့ဘယ်ကိစ္စမှပြုလုပ်ပိုင်ခွင့်မရှိတဲ့စနစ်ဖြစ်ပါတယ်ပြည်ထောင်စုစနစ်မှာဆိုရင်တော့ပြည်내တွေပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Federal System နဲ့နိုင်ငံပေါင်းစုထားတဲ့ပြည်ထောင်စုစနစ်ဒါမှမဟုတ်ပြည်ထောင်စုတွေပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Confederation ဆိုပြီးနှစ်မျိုးရှိပါတယ်နိုင်ငံပေါင်းစုထားတဲ့ပြည်ထောင်စုစနစ်ဒါမှမဟုတ်ပြည်ထောင်စုပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Confederation မှာဆိုရင်နိုင်ငံတွေဒါမှမဟုတ်ပြည်ထောင်စုတွေမှာပဲအာဏာတည်ရှိပြီးတော့ဘုံအစိုးရအနေနဲ့၎င်းတို့ကပေးရတဲ့အာဏာကိုပဲဆောင်ရွက်ခွင့်ရှိပါတယ်အဲ့ဒီမှာပြည်내တွေပေါင်းစုထားတဲ့ပြည်အောင်စနစ် Federal System ဆိုတာကတော့နိုင်ငံတစ်ခုထဲမှာပြည်내တွေပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပြီးတော့အဲ့ဒီပြည်내တွေကနိုင်ငံတွေကနေခွဲထွက်တာမလုပ်ကြဘဲနဲ့ဘုံအစိုးရနဲ့ပြည်내အစိုးရအာဏာခွဲဝေအုပ်ချုပ်ကြပဲဖြစ်ပါတယ်ဒါကတော့ကမ္ဘာနိုင်ငံတွေမှာကျင့်သုံးနေတဲ့နိုင်ငံတွေဖွဲ့စည်းတည်ဆောက်ပုံနဲ့ပတ်သက်ပြီးအနည်းငယ်ပြောပြခဲ့တာပါအဲ့ဒါဆိုရင်ဒီနေ့ခေါင်းစဉ်ဖြစ်တဲ့ Federal စနစ်နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးလိုက်ရအောင်တကယ်တော့ Federal ဆိုတာကကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဘုံအုပ်ချုပ်ခွင့်တွေကိုပေါင်းစပ်ဖွဲ့စည်းထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘုံအစိုးရနဲ့ဒေသန္တရအစိုးရကြားမှာအာဏာခွဲဝေအုပ်ချုပ်တာမျိုးလည်းဖြစ်ပါတယ်ဒေသပြည်내ဆိုင်ရာအစိုးရတွေကအုပ်ချုပ်ရေးတွေတရားစီရင်ရေးတွေကိုဆုံးဖြတ်စီရင်ပိုင်ခွင့်ရှိပြီးတော့အဲ့ဒီဒေသပြည်내ဆိုင်ရာအစိုးရတွေကမပြီးပြတ်တဲ့ဆုံးဖြတ်မှုတွေကိုတော့နောက်ဆုံးမှာဘုံအစိုးရဆုံးဖြတ်စီရင်ပေးရပြီးတော့အစိုးရအဆင့်အသီးသီးကြားမှာလုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းသုံးတဲ့အစိုးရအုပ်ချုပ်ရေးရန်နေရာတစ်မျိုးပဲဖြစ်ပါတယ်။ဒါအပြင်နောက်တစ်နည်းပြောရမယ်ဆိုရင်တိုင်းဒေသကြီးတွေပြည်내တွေလူမျိုးတွေလူမျိုးစုတွေကိုအချင်းချင်းစုစည်းပူးပေါင်းပြီးတော့အချုပ်အခြာအာဏာကိုခွဲဝေခြင်းသုံးတဲ့အယူဆသဘောထားတစ်ရပ်ဖြစ်ပါတယ်။အဲ့ဒီ Federal စနစ်မှာ Federal နိုင်ငံတစ်နိုင်ငံတည်ဆောက်ပုံနှစ်မျိုးခွဲခြားတွေ့ရှိနိုင်ပါတယ်။အတူတူကရှင်တွဲနေထိုင်ရေး Federal ပုံစံ Coming Together Federalism နဲ့အတူပေါင်းစည်းရေး Federal ပုံစံ Holding Together Federalism ဆိုပြီးဖြစ်ပါတယ်အတူတူကရှင်တွဲနေထိုင်ရေး Federal ပုံစံဆိုတာကတော့ငကုံမူလာတော့အတိအကျတည်ရှိခဲ့တဲ့ဒေသတွေပြည်내တွေကိုစုစည်းပြီးဘုံအစိုးရတည်းရဲ့တည်ဆောက်ကနိုင်ငံတူထောင်တဲ့စနစ်ပဲဖြစ်ပါတယ်အတူပေါင်းစည်းရေး Federal ပုံစံဆိုတာကတော့တမိုင်းကြောင်းအစဉ်လာရအရင်တည်းကရှိခဲ့တဲ့မူလဘုံချုပ်ကိုင်တဲ့ Unitary တပြည်ထောင်စနစ်ကနေဘုံချုပ်ကိုင်မှုကိုရှော့ချပြီးအာဏာခိုးဝေတဲ့ပုံစံဖြစ်ပါတယ်ဒါအပြင်Federal နိုင်ငံအဖြစ်ဖွဲ့စည်းတည်ဆောက်ပုံတွေကအမျိုးအစား၃မျိုးကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်ပထမမျိုးစားကတော့နယ်မြေဒေသကိုအခြေခံပြီးဖွဲ့စည်းတဲ့ Federal စနစ်ပါ Territorial Federalism လို့ခေါ်ပါတယ်ဒီနယ်မြေဒေသကိုအခြေခံတဲ့နိုင်ငံတွေမှာတော့ပါဝင်ဖွဲ့စည်းကြတဲ့တိုင်းဒေသကြီးပြည်내တွေကိုလူမျိုးစုနာမည်တွေအဖြစ်အခြေမခံဘဲနဲ့နေထိုင်ကြတဲ့နယ်မြေဒေသတွေကိုပဲအခြေခံဖွဲ့စည်းကြပါတယ်ထင်ရှားတဲ့ဥပမာပြရမယ်ဆိုရင်အမေရိကန်ပြည်ထောင်စုပါအဲ့ဒီမှာကယ်လီဖိုးနီးယားပြည်내လူဝီဇီယာနာပြည်내တက်ဆတ်ပြည်내ဟာဝိုင်ပြည်내စသဖြင့် US အကြီးအသေးမျိုးစုံရှိတဲ့ပြည်내90ပါဝင်ပြီးတော့ပြည်내တစ်ခုချင်းစီရဲ့နာမည်ဟာဘယ်လူမျိုးတစ်မျိုးမှကိုစားပြုမဲ့ခေါ်ထားတာမျိုးမဟုတ်ပါဘူးဒါနယ်မြေဒေသကိုအခြေခံပြီးဖွဲ့စည်းတဲ့ Federal စနစ်ပါဒုတိယမျိုးစားတော့လူမျိုးအခြေခံပြည်내များနဲ့ဖွဲ့စည်းထားတဲ့ Federal ပြည်ထောင်စုဖြစ်ပါတယ် Ethno Federalism လို့ခေါ်ပါတယ်ဒီ Federal စနစ်မှာတော့ဆိုဗီယက်ပြည်ထောင်စုချက်ကိုစလိုဗီးယားနဲ့ယူဂိုစလာဗီးယားတို့မှာစတင်ကျင့်သုံးခဲ့ပါတယ်။အဲ့ဒီပြည်ထောင်စုနိုင်ငံတွေမှာဆိုရင်တိုင်းဒေသကြီးပြည်내တွေမှာနေထိုင်ကြတဲ့လူမျိုးတွေကိုအခြေခံပြီးဖွဲ့စည်းထားကြတာများပါတယ်။လူမျိုးကိုအခြေခံပြီးဖွဲ့စည်းထားကြတဲ့အတွက်လူမျိုးရေးပြဿနာတွေအဖြစ်များပြီးနိုင်ငံငယ်လေးတွေအဖြစ်ပြိုကွဲသွားကြတာတွေ့ရပါတယ်။တတိယအမျိုးအစားကတော့မျိုးဆက်ဖွဲ့စည်းထားတဲ့ Federal စနစ် Hybrid Federalism ဒါမှမဟုတ် Territorial Ethnic Federalism ဖြစ်ပါတယ်။ဒီ Federal ဖွဲ့စည်းမှုမှာတိုင်းဒေသကြီးပြည်내တွေမှာနေထိုင်ကြတဲ့လူမျိုးတွေကိုအခြေခံတာရှိသလိုပဲ
နေမီဒေသကိုပဲအခြေခံတဲ့ပြည်နယ်တွေလည်းရှိပါတယ်အပေါ်ကအမျိုးအစားနှစ်ခုလုံးရောနေတာပေါ့ဥပမာပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံမှာတမီနာဒူပန်ဂျက်မဏီပူမီဇိုရမ်နာဂလန်စတဲ့လူမျိုးကိုအစွဲပြုတဲ့ပြည်နယ်တွေနဲ့ဥတာပရာဒက်အရူနာချယ်ပရာဒက်မီကာလာယာစသဖြင့်ဒေသအမည်ကိုပဲအစွဲပြုခေါ်ဝေါ်တဲ့ပြည်နယ်ပေါင်း28ခုနဲ့ပြည်ထောင်စုနယ်မြေ9ခုအတူပေါင်းဆက်ဖွဲ့စည်းထားပါတယ်အဲ့ဒီမှာဥပဒေပြုခွင့်အာဏာကိုပြည်ထောင်စုစရင်ပြည်နယ်စရင်နဲ့ပူးတွဲဥပဒေပြုစရင်တို့အဖြစ်၃မျိုးခွဲခြားထားပါတယ်အဲ့ဒီစရင်တွေမှာမပါဝင်တဲ့ကျွန်းချက်အာဏာ residual power တွေကိုအမေရိကန်ဩစတြေးလျနဲ့မတူဘဲနဲ့ကနေဒါနိုင်ငံမှာလိုပဲပြည်ထောင်စုကိုသာအနှင်းထားတယ်ကိုတွေ့ရပါတယ်ဒါကတော့ Federal သဘောတရားတွေ Federal ဖွဲ့စည်းတည်ဆောက်ပုံတွေပါနိုင်ငံရေးသူတည်တည်ကတော့အုပ်ချုပ်မှုလွယ်ကူစေဖို့ပြည်ပချင်းချောက်မှုကာကွယ်ဖို့ပြည်တွင်းပဋိပက္ခတွေကိုဖြေရှင်းဖို့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့နဲ့တိုင်းရင်းသားလူနည်းစုတွေရဲ့မတူကွဲပြားမှုကိုအတိအမှတ်ပြုထိမ့်သိမ်းမှု Federal စနစ်ကိုကျင့်သုံးကြတယ်ဆိုပြီးသုံးသပ်ထားကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြပါတယ်အဲ့ဒီတိုင်းရင်းသားလူမျိုးတွေအားလုံးဟာသူတို့နေထိုင်ရာတိုင်းဒေသတွေပြည်နယ်တွေအပြင်နှစ်တက်ရဒေသအနှံ့ပြားမှာရောနှောနေထိုင်ကြပြီးတော့စီရီလုံးညီညွတ်နဲ့ချစ်ကြည်ရင်းနှီးစွာအေးတူပူမြတ်အတူတကွပူးပေါင်းနေထိုင်ရရှိကြတဲ့နိုင်ငံဖြစ်ပါတယ်ဒါကြောင့်လက်ရှိမြန်မာနိုင်ငံမှာ Federal Democracy စနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့ကြိုးပမ်းဆောင်ရွက်နေရပါ2015ခုနှစ်မှာချုပ်ဆိုခဲ့တဲ့နိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးကနေနိုင်ငံရေးသဘောတူညီချက်တွေရလာခဲ့ပါတယ်အဲ့ဒီနိုင်ငံရေးသဘောတူညီချက်တွေကတဆင့် Federal Democracy စနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့ပေါ်ပေါက်လာတဲ့အစိုးရအဆက်ဆက်ကလည်းအာမခံခဲ့ကြပါတယ်လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေချမှတ်ထားတဲ့ဥပဒေချက်9ရက်ရဲ့ပထမဆုံးအချက်မှာပဲစစ်မှန်ရေးစည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကိုတည်ဆောက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ဒါပေမဲ့လည်းမြန်မာရေကန်မြေကန်ဟာတိုင်းသားလူမျိုးတွေခိုင်မာတည်ရှိတဲ့အပြင်နိုင်ငံမြေမျက်နှာသွင်းပြင်ပထဝီအနေထားတွေယုံကြည်လက်ခံမှုတွေဒလေးစရိုက်တွေဘာသာစကားတွေစာပေရည်ရည်မှုတွေတမိုင်းစင်လာတွေပေါ်မူတည်ပြီးတော့မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့စနစ်ကိုချင်းကပ်ရှောက်လန်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံနဲ့တင့်လျော်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ဖြစ်ဖို့အလွန်ပဲအရေးကြီးပါတယ်။နောက်ဆုံးပြောချင်တာကတော့နိုင်ငံတွေဟာဖက်ဒရယ်စနစ်ကျင့်သုံးမှုအခြားနိုင်ငံတွေရဲ့ဖက်ဒရယ်စနစ်တွေကိုပုံတူကူးချလို့မရသလိုပဲမြန်မာနိုင်ငံအနေနဲ့ကလည်းမိမိနိုင်ငံရဲ့ပထဝီမဟာဗျူဟာတွေအမျိုးသားအကျိုးစီးပွားတွေအမျိုးသားလုံခြုံရေးတွေနိုင်ငံတော်အခင်းကျင်းတွေနဲ့ဒေသဆိုင်ရာအခင်းကျင်းစတဲ့အချက်တွေနဲ့ကိုက်ညီမဲ့လက်တွေ့ကျတဲ့ Federal စနစ်စီကိုမိမိတို့ဘာသာအဆင့်မြင့်တင်ပြောင်းလဲခြင်းတွေနဲ့စမ်းသစ်တီထွင်ခြင်းတွေပြုလုပ်ပြီးတော့မြန်မာဝိသေသများနဲ့ကိုက်ညီမဲ့ပကတိအရှိတရားတွေအခြေပြုသော Federal ပြည်ထောင်စုစနစ် Realistic Federal Union System ကိုမြန်မာနိုင်ငံအတွင်းကျင့်သုံးသွားဖို့လိုအပ်တယ်လို့တင်ပြခြင်းပါတယ်။အဲ့တော့ကျွန်တော်ပြောခဲ့တာတွေဆွေးနွေးခဲ့တာတွေမှာလိုအပ်ချက်တွေရှိခဲ့ရင်လည်းကိုမှတ်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်လို့ပြောကြရင်ကျွန်တော်တင်ဆက်မှုဒီတင်မဲ့အဆုံးသတ်ပြရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်